Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့နိုဝင်ဘာ1ရက်နေ့ပေါ့နော်ကျမကညဆိုင်ဆောက်စီရမှာဖြစ်တဲ့ကြောင့်မလို့နှစ်နာရီကြော်မှာပေါ့နော်မျက်နှာလေးကိုမိတ်ကပ်ပြင်ဆင်ပါမယ်ပြီးတော့ရန်စာလာတိုင်းလေးပေါ့နော်နိုးလာပြီးတော့ဘာမှစာရက်တိတ်ဘူးကျမကအိမ်မှာရှိရဲ့ကြာစံလေးကိုပြုတ်စားလိုက်ပါမယ်ပြုတ်ပြီးတော့တုတ်စားလိုက်တယ်ပေါ့နော်3နာရီခွဲဆိုရင်ကျမအင်္ဂလိပ်ထွက်ဖို့ပြင်ဆင်ပါပြီအဲ့ဒါပြီးတော့ကျမကဒီကနေ BTS ကိုလမ်းလျှောက်သွားပါတယ် BTS နဲ့ဆိုရင်9 မိနစ်10မိနစ်လောက်လမ်းလျှောက်ရပြီပေါ့နော်အဲ့ BTS နဲ့အလုပ်ကိုကြတော့10မိနစ်ပဲစီးရတယ်ကားနဲ့ဆိုရင်ကားချက်သားနဲ့ဆိုတော့နောက်ကျမှဆိုလို့ကျမက BTS နဲ့စီးပါတယ်ဟိုမှာ4နိုင်ထိုးတော့မယ်အလုပ်ကတော့4နိုင်ဝင်ရမှာဖြစ်ပါတယ်ကဲဒါတော့အလုပ်ရောက်ပြီဖြစ်ပါတယ်ရှင်အလုပ်မှာချက်ကအလုပ်ခဏလေးနိုင်လေတော့ခဏလေးစောင့်မယ်8နာရီဆိုလို့ရှိရင်မနက်ဆိုင်တမမနက်ပိုင်းတမရေတော့ပြန်သွားပြီပေါ့နော်အချိန်ကျရင်ကျမကပစောင်ချင်းစီကိုစီးရင်ကိုင်စီကိုတပုံရိုက်ပြီးတော့ပို့ပေးရပါတယ်9နာရီခွဲခါမှကြတော့ပေါ့နော်ပိုင်းနေစားလို့ထမင်းလေးထပ်စားပြီးဘောလုံးပွဲကဒီနေ့စနေနေ့ဖြစ်တဲ့အတွက်ကြောင့်လို့ဘောလုံးပွဲလာနေတယ်ပွဲတော်တော်ကောင်းနေပေါ့နော်မှန်ယူနေပါဆိုလားကိုရောမသိဘူးအများကိုရင်ထွက်ကြည့်လိုက်တာပဲပြီးရင်ကျမက WeChat မှာအဲ့တွေအထွားတဲ့ WeChat ကောင်းနေလက်ခံပေးတယ်တပ်ပုံပို့ဖို့ပေါ့နော်ပြီးရင်တော့စီးရင်တွေကိုထပ်ပြီးတော့ပြန်ပို့7နာရီခွဲဆိုလို့ရှိရင်ကျမက stock တွေကိုဘောနော်ကွန်ပျူတာထဲမှာရိုက်ထည့်ပြီးတော့သူတို့မှာတဲ့ပစ္စည်းတွေကိုကျမကကိုတောင်ကိုပို့ပေးထားရပါတယ်တနာရီခွဲဆိုလို့ရှိရင်ကျမပတ်စံစရင်းနေပါပြီကဲ2နာရီအားလုံးပြီးဆုံးသွားပါပြီရှင်ကျမအိမ်ပြန်ရမယ့်အချိန်ရောက်သွားပါပြီရှင်ဘာလို့လဲပြီးသွားပြီမိုးရွာကားကချက်ဆိုင်ကခါပို့ပြီးတော့ပေးရတယ်ပေါ့နော်အရင်တော့2နာရီဆိုလို့ရှိရင်အရန်ကြောက်ခဲ့တာအခုတော့ဘန်ကောက်က2နာရီဆိုလို့ရှိရင်စီကားတိုင်းမြိုင်နေတော့ပေါ့နော်โอเคအားလုံးပဲပိုင်ပါရှင်